ဟုတ်ကဲ့နိုင်ဖို့မှရှိနေကြတဲ့ကျွန်တော်မြတ်အားပေးနေကြတဲ့ကျွန်တော်တကယ်ချင်းများအားလုံးမင်္ဂလာပါလို့နှုတ်ဆက်ပါတယ်နော်ကျွန်တော်လည်းလောက်ကလည်းနည်းနည်းများပြီးခဲ့ပတ်တည်းသိပြီးတဲ့မကြည့်ပြတဲ့ခရီးထွက်ထားရတယ်မဟုတ်လို့နှစ်ပတ်မတင်လိုက်နိုင်ဘူးနော်ဒီခုပတ်တော့ထွိုင်းနဲ့မေးနေကြတဲ့လူတွေကျွန်တော်တကယ်ချင်းနေဗီဒီယိုဒီပိုင်းနဲ့ဗီဒီယိုလေးဖိုင်နဲ့မြောက်ယူလို့ပေါ့နော်ကြည့်ပြီးကြားရင်လည်းထူးကြတံပေးရင်တော့လည်းရမှာပေါ့တက်ဆိုင်မှုတစ်ခုရအောင်လို့တွေ့ကြပါဘောနော်အဲ့တော့ဖိုင်နဲ့မေးနေကြတယ်စကားရှိပြောနေဗီဒီယိုလည်းရှင်းရင်လည်းတင်ရခက်တယ်ပဲအဲ့တော့လက်မနေဘူးဆိုတော့ကျွန်တော်အတန်းနိုင်ဆုံးနေဖြည်းလုပ်ပြီးပြပြီးပါမယ်အဲ့တော့ဒီခုလေးကတော့မနစ်ကတော့ကျွန်တော်တင်နေတဲ့ဒီလူတွေကြည့်တဲ့လူဆိုတော့ဒီခုလေးကသိတယ်ဗျမနစ်ကတော့မပေါက်လိုက်ပါဘူးထွက်ပြီးကမှနောက်လာရလိုက်တဲ့ကွန်လေးအဲ့ဒီကွန်လေးရဲ့အဆက်ပေါ့နော်အဲ့ဒီကွန်လေးကနေပြီးတော့ဘယ်လိုသွားမလဲဆိုတော့တေချာလေးတော့ကြည့်နော်ဝင်ရတိုင်မယ်မကိုက်ဘူးဝင်ရောလေးလာအဲ့တော့ပထမဦးဆုံးပဲလူကြည့်နေဆိုတော့သူ့ရဲ့ဒီတစ်နှစ်ကျော်မှာ2024ခုနှစ်မှာ3နောက်ပိတ်တစ်ခုထွက်တယ်6နောက်ပိတ်တစ်ခုထွက်တယ်7နောက်ပိတ်တစ်ခုထွက်တယ်ဒါမနစ်ကတော့ကျွန်တော်ကြည့်နေတဲ့လူဆိုတော့ဒီလောက်ကြီးပြန်အောင်သူတို့မှတ်မိတော့အဲ့တော့2024ခုနှစ်မှာ3နောက်ပိတ်တစ်ချိန်6နောက်ပိတ်တစ်ချိန်7နောက်ပိတ်တစ်ချိန်361ဆိုတဲ့ဖြစ်စဉ်တွေတစ်ခုပထမဖြစ်တယ်အဲ့ဒီမှာအောက်မှာလည်းတခါ3နောက်ပိတ်6နောက်ပိတ်7နောက်ပိတ်ဆိုပြီးဖြစ်စဉ်တွေတစ်ခုဖြစ်ခဲ့တယ်အဲ့တော့မနစ်ကတော့ဒီ361ကိုရှောင်းနေနေရတယ်မပေါက်ဘူးအဲ့တော့ပထမ361မှာသူကဘယ်လိုထွက်သွားလို့ဆိုတော့3နောက်ပိတ်6နောက်ပိတ်7နောက်ပိတ်ဒီ3နောက်ပိတ်6နောက်ပိတ်7နောက်ပိတ်ဇောင်းမှာထွက်တဲ့3ခုခုသူ့ဇောင်းမှာထွက်တဲ့3ခုခုအဲ့ဒီ3ခုခုကဘယ်ကလာတယ်လဲဆိုတော့ဒီနေ့3နဲ့4နဲ့5နဲ့6နဲ့9နဲ့10နဲ့8နဲ့အဲ့တော့ရှင်းအောင်ရေးပြပေးမယ်နော်ဒီပထမ361ရဲ့ဇောင်းမှာထွက်တဲ့3ခုခုကဒီ6စုံမြတ်တော့နေ1 2 3 4 5 6 8နဲ့အဲ့8နှစ်မှာ8နှစ်မြောက်မှာကနန်းတူကနန်းတပင်ကျော်ပြင်းရတဲ့6စုံမြတ်3 6စုံမြတ်3နော်6စုံမြတ်3အဲ့6စုံမြတ်3ကတပင်ကျော်ပြီး6စုံမြတ်3ကိုပြင်ကြတယ်ဒီ6စုံမြတ်3ကတပင်ကျော်6စုံမြတ်3ကိုပြန်ကြတဲ့ဒီဇောင်းကနန်းခွန်3ခွန်ကအဲ့ဒီ361လို့ဖြစ်တဲ့ဇောင်းမှာ3ခုခုလို့လိုက်ထွက်တယ်3ခုခုလို့လိုက်ထွက်တယ်ဒါဆိုနောက်တစ်ချက်ကြည့်ဒုတိယတခါ361လို့ဖြစ်တယ်ဖြစ်တော့လေ1နှစ်2နှစ်3နှစ်4နှစ်5နှစ်6နှစ်9နှစ်10နှစ်အဲ့10နှစ်ထဲမှာဇောနာ6ည3အထက်မှာနော်အဲ့နှစ်မှာပဲပြန်ကြည့်ကိုကလန်နာနဲ့ကို6ည3တပင်ကြိုက်ပြီး431ဒီတပင်ကြိုပြီးတော့143လို့ပြန်ကြတယ်အဲ့431 143လို့ပြန်ကြတဲ့ဒီဇောင်းဝနန်း3ခုနှစ်ကဒီ361လို့ထောင်းတဲ့သူ့ဇောင်းမှာ3ခုနှစ်လို့လိုက်ထွက်တယ်3ခုနှစ်လို့လိုက်ထွက်အေးဟုတ်ပြီဒါမြင်မင်းထွက်ကြိုက်ပါလေပြရလေဆိုတော့အဲ့ဒီနေဝင်ကပြန်ဆက်သွားတယ်ပြန်ဆက်တော့22မျိုးနဲ့ဆက်တာဒါပေမဲ့ကျွန်တော်တစ်မျိုးနဲ့တစ်ပေါင်းပြလိုက်မယ်အရှိန်နည်းနည်းတူအောင်လို့တူရင်တင်းလို့လွယ်တယ်ဒါတင်းကခက်လို့အဲ့တော့ဒီ3ခုခုလို့လိုက်361လို့ဖြစ်ပြီးတော့သူ့ဘေးမှာသူ့ရှင်းနေမြောက်ကကနန်း3ခုလို့လိုက်ထွက်ပြီးဒီဘေးမှာထွက်တဲ့963ဒီ963ကဘယ်ရလာလဲဆိုတော့
ကျွန်တော်တို့ပထမထွက်ခဲ့တဲ့63ည3 63ည3တပင်ကျော်63ည3သူ့ဆောင်ကလည်း3ခုခုလို့ထွက်ပြီ3ခုလို့တပြီ3ခုကနေပြီးအထက်ကိုကြီး1 2 3 4နော်3ခုကနေပြီးတော့3ခုကနေဒီမှာတော့63ည3 63ည3ထွက်တယ်63ည3ရဲ့ဆောင်က3ခုကနေဟုတ်မလိုက်ထွက်ပြီးတော့မှဒီ3ခုကတစ်ချိန်2ချိန်3ချိန်4ချိန်4ချိန်မှာ9 3ညဒီ9 3ညဘယ်ရလာလဲဆိုတော့ဆိုတော့63ည3ကနေတခါဇောင်းပြန်တက်ကြီးဇောင်းလိုက်ရင်နော်1 2 3 4 5နှစ်မြောက်မှာ2 3ည2 3ည9 3ည2 3ည9 3ညလူတဒန်းနဲ့ရဲ့တစ်ချိန်2ချိန်1နှစ်2နှစ်3နှစ်4နှစ်5နှစ်6နှစ်6နှစ်ရှာပြီးတော့မှ2 3ည2 3ညလို့ပြန်ရိုက်ထားတာပြန်ရိုက်ထားပြီးတော့မှသူ့အောက်မှာဒီခွန်းတော့ခွန်ရရင်လည်းတစ်ချိန်2ချိန်3ချိန်4ချိန်9 3ညဒီညမှာတော့အချိန်ကြီးကိုက်နေတယ်နော်63ည3ရဲ့ဇောင်းမှာခွန်း3ခွန်းလို့ခွန်း3ခွန်းခွန်း3ခွန်းဟာဒီကို3ခွန်းကိုတက်ရက်ပြီးမှသူ့ဇောင်းက563ပဲရလာတယ်ဆိုတော့ခွန်း3ခွန်းတွေကတစ်ချိန်2ချိန်3ချိန်4ချိန်4ချိန်မှာ9 3ည9 3ညဒီ1နှစ်2နှစ်3နှစ်4နှစ်5နှစ်6နှစ်မှာ2 3ညကိုထုတ်ထားတယ်အဲ့တော့သူကနောက်ကိုပြန်မသွားပဲအဲ့963ညပဲ963ကဘယ်ရလာလဲဆိုဒီ9 3ညနေ1 2 3 4 5 6 9 8 9ဟုတ်ပြီနော်1 2 3 4 5 6 9 8 9ချိန်9နဲ့မှထွက်ထားတဲ့9 6 5 3ကအဲ့ဒီ3ခုခုရဲ့ဘေးမှာ963လို့တက်ရိုက်တယ်သူ့တက်ရိုက်မယ်ဆိုတော့ဘယ်လိုလာပြီးမှရဲရတော့ဆိုတော့ခွန်း3ခုခုဒီပရိစ္ဆေခွန်ပရိစ္ဆေခွန်အဲ့ပရိစ္ဆေခွန်ဒီသူ့ဆောင်မှာပရိစ္ဆေခွန်လို့တက်ရိုက်ပြီးတော့မှသူ့အောက်မှာအဲ့963ကလိုက်ထွက်တယ်နော်3ခုပရိစ္ဆေခွန်အဲ့16ခွန်လို့ရိုက်ပြီးတော့မှပရိစ္ဆေခွန်သူ့ထက်မှဒီပရိစ္ဆေခွန်လို့တက်ရိုက်ပြီးမှအဲ့963အဲ့ဒီ290ကနေပြီးပြန်ရင်1 2 3 4 5 6 9 8 9နှစ်မြောက်က963ကအဲ့ဒါလူ3ခုဝင်ရဲ့ဘေးမှာလိုက်ထွက်လာအဲ့ဒါဆိုကောင်းပြီအခုဒီနှစ်မှလည်းဟိုဒီချိန်ရောက်ပြီးကြည့်လိုက်မယ်ဆိုရင်ပထမ361လို့ဖြစ်ထားတဲ့ဇောင်းမှာ3ခုနှစ်3ခုနှစ်ဒီ1 2 3 4 5နှစ်6နှစ်9နှစ်10နှစ်1နှစ်2နှစ်3နှစ်4နှစ်5နှစ်6နှစ်9နှစ်10နှစ်9နှစ်မြောက်က1 3 4 3ဖြစ်ထားတဲ့ဇောင်းကနန်3ခုနှစ်အဲ့ဒီထဲမှာလည်းကြည့်63ည3 63ည3လို့ဖြစ်ထားတဲ့3ခုခု3ခုကနေဒီနှစ်တစ်ချိန်2ချိန်3ချိန်4ချိန်မှာ9 3ညဒါဆိုကောင်းပြီ9 3နှစ်ဒီ4 3 4 3တပင်ကျော်ထွက်တယ်သူ့ဆောင်ကနေတစ်ချိန်2ချိန်3ချိန်4ချိန်မှာ7ရှောက်7ရှောက်ကိုဒီအောက်ကနေရွေးရေးမယ်ဆိုရင်လည်းဒီ4 3 1နှစ်2နှစ်3နှစ်4နှစ်5နှစ်မှာ7ရှောက်သူနဲ့တဏ္ဍာရေးမှာ1နှစ်2နှစ်3နှစ်4နှစ်5နှစ်6နှစ်မှာ7ရှောက်အဲ့ဒါလို့အတူထွက်ထားပြီးတော့မှဒီ7ရှောက်ကနေရေးရင်1 2 3 4 5 6 9 8 9နှစ်မြောက်ကဒီနေ့မှာထွက်နိုင်စေရအကြောင်းရှိလားဆရာလို့မေးနေတဲ့ငယ်ရှင်များအတွက်အခုဘက်ကိုအဲ့ဒီတစ်ထွင်ကအဲ့ဒီ3 9နှစ်ပြီးပရိစ္ဆေ4ဒီသူ့ဆောင်မှာ14ပရိတ်တို့တုံညခုံကိုတက်ရိုက်ပြီးတော့မှဟာမ1လို့ဆိုပြီးတစ်ထွင်ဒီချိန်ကိုအဲ့တစ်ထွင်လို့ထိုးကြပါပဲဒီချိန်ကတော့ထွင်ရအားအကောင်းဆုံးအချိန်ပါဒါပေမဲ့တစ်ထွင်ကိုထိုးထွင်ကြည့်ထိုးကျန်တဲ့ဥစ္စာထွင်ကိုထွင်ရထွင်မယ်ဘယ်ထွင်လုံးတော့မသိဘူးကိုဖမ်းလာတော့တစ်ထွင်အဲ့တော့တခြားထွင်လေးတွေကိုနည်းနည်းရရင်နဲ့ထိုးပေါ့နော်ဒီတစ်ထွင်ကိုတော့ဦးစားပေးတင်ထိုးဒုတိယဆိုရင်6ထွင်ဒါသူကလည်းဘာလှည့်တတ်တဲ့အတွက်ဒုတိယဆိုရင်6ထွင်ဒီဘက်တော့ကျွန်တော်ဗီဒီယိုရေးပြီးရလဲရှင်းမယ်လို့ထင်ပါတယ်နော်
ဒီရှာလေးမရှင်းဘူးဆိုရင်ပြန်ကြည့်ကြပါဗျာကျွန်တော်လည်းအတတ်နိုင်လို့စူးစမ်းပြီးတော့ရိုက်ပြီးတင်ပေးတာပဲကျွန်တော်တကယ်ချင်းကိုနေမျိုးကြီးပြီးခဲ့ဘက်ကမေးကြတယ်တွေ့တော့တွေ့တယ်ဟုတ်တယ်ကိုလည်းအဲ့တော့တည်းတအားမြခီးလေးတွေထွက်နေရတော့အဲ့ဒါကြောင့်မတင်ပြလိုက်တာအဲ့ပြီးခဲ့တဲ့အကြောင်းတွေတော့မပြောတော့ဘူးဟုတ်ပြီအဲ့တော့ဒီဘက်ကိုထွက်ရင်ဦးစားပေးထိုးပါဖြစ်နေရင်တော့ဆယ်ခွဲလုံးပပကြီးရ1ထွင်ကိုပထမအော6ထွင်ကိုဒုတိယကျန်တဲ့ထွင်ကိုပပကြီးရဟုတ်ပြီလားကဲဒီဗီဒီယိုလေးကတော့ဘယ်လောက်ပါပဲအားလုံးပဲပြန်ပြီးလို့ရကြပါစေလို့ဒီကောလို့ပြောရပါစေလို့ဆုတောင်းလိုက်ပါရနော်